Hello ဒီနေ့မှာတော့ကိတ်တာအီလီနဲ့အရန်စားလို့ကောင်းတဲ့ချီဖောင်းကိတ်တာလီကိုအိမ်မှာအလွယ်တကူလှုပ်စားလို့ရအောင်ဗီဒီယိုထဲမှာအစဆုံးလုပ်ပြပေးမယ်နော်ပထမဦးစွာကြက်ဥကိုအနစ်နဲ့အကာခွဲလိုက်ပါမယ်ကြက်ဥအကာထဲမှာရေလုံးဝဝင်လို့မရအောင်နော်အကာထဲမှာတတာကိုတစွန်းထည့်ပါမယ်တတာမရှိရင်လည်းတံမြာဒီတစ်စိမ့်လောက်ညှစ်ထည့်လို့ရတယ်နော်ဂျုံနဲ့ဘေကင်းပေါင်နာကိုစကားလေးနဲ့စစ်ထားပါမယ်ကျုပ်အနစ်ထဲမှာတကြားထည့်ပြီးတော့မှကျုပ်အနစ်နဲ့တကြားကိုသမအောင်တိချပြီးရုံမှုပြီးပါမယ်နဲ့လာပြီဆိုရင်တော့ရီကို60 gram စီကို50 gram ထည့်ပြီးတော့မှရုံမှုပြီးပါမယ်ပြီးရင်မွေပြီးွားရင်ခဏကဂျုံလေးကိုအနစ်ထဲမှာစကားနဲ့စစ်ချပြီးတော့သမရအောင်နောက်ထပ်ရုံမှုပါမယ်တိချလေးနန်းနန်းဆက်ဆက်မွေပြီးွားပြီးဆိုရင်တော့ကျုပ်အကာလေးကိုကျုပ်အကာကိုဟမ်မစ်ဇာလေးနဲ့တိချမွေပါမယ်ကျုပ်အကာမွေတဲ့အချိန်မှာခရင်ပုံစံရသည့်အထိတိချမွေပြီးပါမယ်ခရင်ပုံစံအကာရပြီဆိုလို့ရှိရင်တော့အခုနေထားပါတော့ဒီလိုပုံစံရပြီဆိုရင်တော့ခဏကမွေထားတဲ့အနစ်နဲ့အကာလေးကိုရောမွေလို့ရပါပြီအနစ်နဲ့အကာကိုဖြည်းဖြည်းချင်းအနှဲငယ်စီယူပြီးတော့မှနှမ်းဆက်သွားတဲ့အထိတိချမွေပြီးရပါမယ်ပုံမှန်ပြထားတဲ့အတိုင်းတိချနှမ်းဆက်သွားပြီဆိုရင်တော့ shortening တုတ်ထားတဲ့မုံဖုတ်ခွက်ထဲမှာထည့်ပြီးတော့မှဖုတ်လို့ရပါပြီမုတ်ဖုတ်ခွက်ထဲမှာထည့်ပြီးပါရဆိုရင်တော့ခွက်ကို2ချက်3ချက်လောက်စောင့်ချပြီးတော့မှမိနစ်45မိနစ်50လောက်ထားပြီးတော့မှဖုတ်ပါမယ်မီအားကို180အပေါ်မီအောင်မီထားပြီးတော့မှဖုတ်ရပါမယ်မက်ခရိုဝေ့နဲ့ဖုတ်လို့မရအောင်เนาะအာဗန်နဲ့ဖုတ်ရပါမယ်အာဗန်က40လီတာ60လီတာအိမ်3လေးလာပါတယ်အဲ့လိုအာဗန်အသေးလေးနဲ့ဖုတ်လို့ရပါတယ်เนาะမုတ်ဖုတ်အချိန်ပြည့်သွားပြီဆိုရင်တော့အခုလိုကိတ်တာအီလာလာပပချီဖောင်းကိတ်တာလေးရလာမှာပဲဖြစ်ပါတယ်ကိတ်တာကြီးပဲစားရင်လည်းစားလို့ကောင်းတယ်လို့ကိတ်တာရဲ့အလယ်မှာကိုနှစ်သက်ရပါတော့ခရင်ဂျမ်တကူခုထည့်ပြီးတော့မှခရင်နေပတ်ပြီးတော့မှစားလို့လည်းရပါတယ်မင်ကတော့ aura လေးရှိလို့ fondant လေးကိုအယုတ်လေးနဲ့ handmade တီချာဖော်ပြီးတော့မှကိတ်လေးကို decoration ဆင်လိုက်ပါတယ်အဆုံးထိကြည့်ပြီးလို့ကြည်စုပါနောက်ဗီဒီယိုလေးတွေလည်းတင်သွားပြီးမှမို့စောင့်ကြည့်ပေးပါအောင်နော်